ရဲ့အဆုံးအမသာသနာတော်မှာမုတ်ချပြုလို့ရမယ်ကောင်းမှုကုသိုလ်၃မျိုးရှိတယ်ဘုံညာကရိယာဝတ္ထုအဲ့ဒီ၃မျိုးကဒါနသီလဘာဝနာဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်းဘာဝနာမိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်အထောက်ခြင်းအဲ့ဒီကောင်းမှု၃မျိုးအကြောင်းညီညွတ်သလိုပြုရတာဒါနအကြောင်းညီညွတ်တဲ့အခါဒါနပြုသီလအကြောင်းညီညွတ်တဲ့အခါသီလဆောက်တည်ဆောင်ထိန်းဘာဝနာအကြောင်းညီညွတ်တဲ့အခါဘာဝနာတရားပွားများအထောက်ယံဖယံခါကြတော့လေဒါနသီလနှမျိုးပြုစုစည်းဖို့အကြောင်းညီညွတ်မယ်ယံဖယံခါကြတော့လေဒါနသီလဘာဝနာ၃မျိုးလုံးပြုစုစည်းဖို့အတွက်အကြောင်းညီညွတ်မယ်၃မျိုးလုံးပြုစုစည်းဖို့အကြောင်းညီညွတ်လို့၃မျိုးလုံးပြုစုစည်းဖို့ရတာတော့ဒါတော့အကောင်းဆုံးပဲစွမ်းနိုင်သမျှလဲလူတိုင်းရတယ်ကိုကျင့်သီလစင်ကြယ်အောင်ကိုယ်နဲ့နှုတ်ပြည့်ကင်းအောင်စောင့်စည်းထိန်းသိမ်းရတယ်ကိုယ်နဲ့နှုတ်စောင့်စည်းထိန်းသိမ်းရုံနဲ့မပြည့်စုံမလုံလောက်သေးဘူးဘာလို့သေးသလဲစိတ်စင်ကြယ်အောင်စောင့်စည်းထိန်းသိမ်းမှုလိုတယ်စိတ်ကလောဘဒေါသမောဟမာနစတဲ့စိတ်ဆိုးစိတ်မိုက်တွေနဲ့စိတ်ဟာညှဉ်းနှွမ်းနေပြီဆိုရင်အဲ့ဒီစိတ်ဟာမစင်ကြယ်တော့ဘူးစိတ်မစင်ကြယ်ရင်အဲ့ဒီစိတ်ကြောင့်ဖြစ်လာတဲ့နှုတ်အပြောဝစီကံလည်းမစင်ကြယ်တော့ဘူးအဲ့ဒီစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ကိုယ်အပြုမှုကာယကံလည်းမစင်ကြယ်တော့ဘူးညှဉ်းနှွမ်းသွားညှဉ်းနှွမ်းတယ်ဆိုတာအကုသိုလ်ပဲစင်ကြယ်တယ်ဆိုတာကုသိုလ်ဒုက္ခဓမ္မစင်ကြယ်သောတရားကတစုကန္နာဓမ္မညှဉ်းမဲသောတရားကတစုဖြူစင်တဲ့တရားတစုညှဉ်းမဲတဲ့တရားတစုကုသိုလ်တရားတွေကဖြူစင်တဲ့တရားတွေအကုသိုလ်တရားတွေကညှဉ်းမဲတဲ့တရားတွေဖြူစင်တဲ့စိတ်ထားရှိလို့ဖြူစင်တဲ့အပြစ်ကင်းတဲ့စကားပြောမိတယ်ဖြူစင်တဲ့စိတ်ထားရှိလို့ဖြူစင်တဲ့အပြစ်ကင်းတဲ့အလုပ်ကိုလုပ်မိတယ်အဲ့ဒါလို့ဆိုလို့ရှိရင်စိတ်စင်ကြယ်နှုတ်စင်ကြယ်အလုပ်စင်ကြယ်တော့ကောင်းကျိုးချမ်းသာရတယ်စိတ်ကမစင်ကြယ်ပဲနဲ့မကောင်းတဲ့စိတ်ရုပ်စိတ်ညံ့နေနဲ့စိတ်မဲနေမယ်ဆိုရင်လောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စစတဲ့စိတ်မိုက်စိတ်ရိုင်းနေနဲ့စိတ်ဟာညှဉ်းမဲနေပြီဆိုရင်စိတ်ညှဉ်းမဲတဲ့အတွက်နှုတ်အပြောလည်းပဲညှဉ်းမဲပြီလိမ့်မယ်နှုတ်ကလည်းအပြစ်မကင်းတဲ့စကားတွေပဲအပြစ်ရှိတဲ့စကားတွေပဲပြောမိပြီလိမ့်မယ်စိတ်ညှဉ်းမဲတဲ့အတွက်အလုတ်ကလည်းအပြစ်မကင်းတဲ့အလုတ်အပြစ်ရှိတဲ့အလုပ်တွေကိုပဲလုပ်မိပြီလိမ့်မယ်စိတ်မဲတော့နှုတ်မဲအလုပ်မဲစိတ်မဲနှုတ်မဲအလုပ်မဲပြီဆိုလို့ရှိရင်နော်ဆင်းရဲဖို့သိကြသွားပြီအခုလဲဆင်းရဲမယ်နောင်လဲနှုတ်မဲစိတ်မဲအလုပ်မဲကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတွေကလည်းပဲဆိုးကျိုးတွေပဲဖြစ်တော့ဆင်းရဲမယ်
စိတ်ဖြူစင်တယ်ဆိုလို့ရှိရင်စိတ်လည်းဖြူစင်တော့စိတ်ဖြူစင်တော့နှုတ်လည်းဖြူစင်အလုပ်လည်းဖြူစင်တယ်စိတ်ဖြူစင်နှုတ်ဖြူစင်အလုပ်ဖြူစင်ရင်ဖြူစင်တဲ့အကျိုးပဲရတယ်ဖြူစင်တဲ့အကျိုးဆိုတာချမ်းသာတဲ့အကျိုးပဲဒါကြောင့်ဒါနစွန့်နိုင်သည်မြတ်လူဒန်းပေးကမ်းစွန့်ကြဲနေုံနဲ့လည်းကိစ္စမပြည့်သေးဘူးသီလကိုယ်နဲ့နှုတ်အပြည့်ကင်းတန်ရှင်းစင်ကြယ်အောင်စောင့်စည်းထိမ့်သိမ့်ပေးုံနဲ့လည်းမပြည့်စုံသေးဘူးသီလကတော့ကိုယ်နဲ့နှုတ်ကိုပဲပြည့်ကင်းအောင်စောင့်စည်းထိမ့်သိမ့်ထားနိုင်တယ်စိတ်ကိုတော့စောင့်စည်းထိမ့်သိမ့်မထားနိုင်ဘူးဒါကြောင့်အရင်ငံဖြစ်တဲ့စိတ်ပါဖြူစင်အောင်ဘာဝနာအလုပ်ကိုပါပွားများအထုတ်ဖို့လိုတယ်ဘာဝနာဆိုတာစိတ်ဖြူစင်အောင်လေ့ကျင့်ပွားများအထုတ်တာပဲစိတ်ကပင်မအကြောင်းတရားအရင်ကအကြောင်းတရားစိတ်ကြောင့်နှုတ်ပြောဖြစ်တယ်ကိုယ်အလုပ်ဖြစ်တယ်ဒါကြောင့်စိတ်ကကုသိုလ်စိတ်ဖြစ်ရင်နှုတ်ကလည်းကုသိုလ်အပြောအလုပ်ကလည်းကုသိုလ်အလုပ်ဖြစ်တော့စိတ်ကညင်မဲတဲ့အကုသိုလ်ဖြစ်ရင်နှုတ်ကလည်းအကုသိုလ်အပြောအလုပ်ကလည်းအကုသိုလ်အလုပ်ဖြစ်တယ်အကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာအပြစ်ရှိတယ်တဲ့ဒါကြောင့်မလို့ဒုက္ခဝိပါကလက္ခဏာဆင်းရဲကြိုးကိုပေးတဲ့သဘောရှိတယ်အပြစ်မကင်းတဲ့အတွက်ပဲအကုသိုလ်ဟာဆင်းရဲကြိုးကိုပေးတာအကုသိုလ်စိတ်ကြောင့်လည်းဆင်းရဲကြိုးပေးတယ်စိတ်တင်မနေပဲနဲ့အကုသိုလ်အပြောအကုသိုလ်အလုပ်ပြောမိလုံးမိပြီဆိုတော့ပြောစရာမလိုတော့ဘူးဆင်းရဲကြိုးရမှာဒုက္ခဝိပါကလက္ခဏာကုသိုလ်စိတ်ဖြစ်ရင်ကုသိုလ်အပြောကုသိုလ်အလုပ်လုပ်တယ်ကုသိုလ်စိတ်ဆိုတာဖြူစင်တဲ့စိတ်ဒါကြောင့်မြတ်စွာဘုရားကသစိတ်တပရိယောဓာပနာမိမိစိတ်ကိုဖြူစင်အောင်ထားပါဖြူစင်အောင်ထားပါဆိုတော့လောဘဒေါသမောဟမာနအညစ်အကြေးမဝင်အောင်စောင့်စည်းထိမ့်သိမ့်ပြီးထားပါအဲ့ဒါလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ဖြစ်မယ်ကုသိုလ်စိတ်ဖြစ်ရင်အဲ့ဒီကုသိုလ်စိတ်ကြောင့်ကုသိုလ်အပြောပဲပြောမယ်ကုသိုလ်ပြောရင်အလောက်ကလည်းပဲကုသိုလ်အလုပ်ပဲဖြစ်မယ်စိတ်ထားဟုတ်တော့အပြောဟုတ်အလုပ်ဟုတ်စိတ်ထားကောင်းတော့အပြောကောင်းအလုပ်ကောင်းစိတ်ထားဖြူတော့အပြောဖြူအလုပ်ဖြူကောင်းကျိုးချမ်းသာရသည်ဣဒသောစတိပစ္စတောစတိကတပုံဣဒမောဒတိပစ္စမောဒတိကတပုံညောဥပယထမောဒတိသောမောဒတိသောပမောဒတိဒိဋ္ဌဝါကာမဝိသုဒ္ဓမတ္တနောကတပုံညောကောင်းမှုကုသိုလ်ပြုလုပ်ထားသောပုဂ္ဂိုလ်သည်ကောင်းမှုကုသိုလ်ပြုလုပ်ထားတယ်ဆိုတာစိတ်ကလည်းကုသိုလ်နှုတ်ကလည်းကုသိုလ်အလုပ်ကလည်းကုသိုလ်ပေါ့ကိုယ်နှုတ်စိတ်သုံးပါလုံးကတပုံညောကောင်းမှုကုသိုလ်ပြုလုပ်ထားသောပုဂ္ဂိုလ်သည်ဣဒံမောဒတိဤပစ္စုပန်ဘဝမှာလည်းဝမ်းမြောက်ရွှင်လန်းရ၏ရွှင်လန်းဝမ်းမြောက်ရ၏ပစ္စမောဒတိဓမ္မလောဘဝမှာလည်းရွှင်လန်းဝမ်းမြောက်ရ၏ဥပယထမောဒတိပစ္စုပန်ဓမ္မလောဘဝနှစ်တန်လုံးမှာလည်းရွှင်လန်းဝမ်းမြောက်ရ၏သောထိုကုသိုလ်ကောင်းမှုပြုထားသောပုဂ္ဂိုလ်သည်
အတနောမိမိဤဝိသုဒ္ဓံအထုသဖြင့်စင်ကြယ်သောကမ္မံကုသိုလ်ကောင်းမှုကိုဒိဋ္ဌဝါသိမြင်ရခြင်းကြောင့်မောဒတိရှင်လန်းဝမ်းမြောက်ရ၏ပမောဒတိအထုသဖြင့်ရှင်လန်းဝမ်းမြောက်ရ၏ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ဟာမိမိပြုတဲ့ကုသိုလ်ကောင်းမှုကိုပြန်ပြီးဆင်ញင်နှလုံးသွင်းမိတယ်မကောင်းမှုပြုမိလဲမကောင်းတာဆင်ញင်နှလုံးသွင်းမိတာပေါ့ကောင်းမှုပြုမိလဲကောင်းတဲ့ဟာပြန်ပြီးနှလုံးသွင်းမိတာပဲဆင်ញင်မိတာပဲတွေးမိတာဒါလို့တွေးမိတဲ့အခါမှာစိတ်ကောင်းနှုတ်ကောင်းအလုတ်ကောင်းလှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ကိုယ်နှုတ်စိတ်သုံးပါးလုံးအပြစ်ကင်းပြီးဖြူစင်ကောင်းမြတ်နေတာကိုတွေးမိတော့သိမိတော့ဆင်ញင်မိတော့ဝမ်းသာတယ်ငါဖြင့်အပြစ်မကင်းတာတွေမပြောခဲ့မိဘူးမလုပ်ခဲ့မိဘူးအပြစ်ကင်းတဲ့စိတ်ထားလို့စိတ်ကောင်းထားလို့မလို့အပြစ်ကင်းတဲ့အပြောခဲ့မိတယ်အပြစ်ကင်းတဲ့အလုပ်တွေလုပ်ခဲ့မိတယ်အဲ့ဒါလို့ဆင်ញင်မိတာနဲ့ပဲမိမိရဲ့စိတ်ကိုနှုတ်စိတ်သုံးပါးလုံးအပြစ်ကင်းစင်ကြဲနေတာတွေ့ရတော့စိတ်ထဲမှာဝမ်းသာတယ်တာမညဝန္တာရမဟုတ်ဘူးသောမောဒတိသောပမောဒတိအထူးသဖြင့်ကိုဝန္တာတယ်တဲ့ကုသိုလ်ကောင်းမှုဆိုတာကောင်းတဲ့စိတ်ထားရတာကောင်းတဲ့အပြစ်ကင်းတဲ့အပြောရတာအပြစ်ကင်းတဲ့အလုပ်လုပ်ရတာဟာအဲ့ဒီစိတ်ထားရကြိုက်မှလည်းပဲစိတ်ကတန့်ရှင်းပြီးဝမ်းသာနေတာအဲ့ဒီအပြစ်ကင်းတဲ့အပြောရကြိုက်မှလည်းပဲဝမ်းသာနေတာအဲ့ဒီအပြစ်ကင်းတဲ့အလုပ်လုပ်ရကြိုက်မှလည်းပဲဝမ်းသာနေတယ်ပြန်တွေးမိတဲ့အခါကျတော့လည်းဝမ်းသာတယ်တခါအဲ့ဒီစိတ်ကောင်းနှုတ်ကောင်းအလုတ်ကောင်းခြင်းဒီဟုသောအကြောင်းကြောင့်အဲ့ဒါကံနေပေါ့စိတ်ကောင်းတာလည်းမနောကံနှုတ်ကောင်းတာကဝစီကံအလုတ်ကောင်းတာကကာယကံအဲ့ဒီအကြောင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတွေကလည်းကောင်းကျိုးတွေပဲဖြစ်တယ်ကောင်းကျိုးတွေပဲရှိတယ်တခါတရံမှာမိမိကမြတ်စွာဘုရားတရားတော်တွေနာကြားထားလို့အထုတ်ထားလို့ယုံကြည်လို့တရားတော်အတိုင်းတတ်နိုင်သမျှစိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းအောင်နေတယ်ဒီကြားထဲကတခါတရံမှာမကောင်းရိုးဆင်းရဲကြိုးဖြစ်ပေါ်လာတတ်တာရှိတယ်အဲ့ဒါကတော့အခုပြုတဲ့စိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းဆိုတဲ့ကံလေးကြောင့်မဟုတ်ဘဲနဲ့ရှေးတစ်ချိန်ချိန်ကမိမိပြုခဲ့ဘူးတဲ့မကောင်းတဲ့မနောကံကြောင့်ဖြစ်စေမကောင်းတဲ့ဝစီကံကြောင့်ဖြစ်စေမကောင်းတဲ့ကာယကံကြောင့်ဖြစ်စေဖြစ်ပေါ်လာရတဲ့အကျိုးတရားဟာအခုအချိန်ကြာမှအခွင့်သာလို့သူအကျိုးဖြစ်ပေါ်ခွင့်သာလို့ဖြစ်ပေါ်လာရတာပဲအခုပြုတဲ့ကောင်းမှုကုသိုလ်ကြောင့်ဖြစ်တာမဟုတ်ဒါဖြစ်ရင်အခုပြုတဲ့ကောင်းမှုကုသိုလ်တွေကရှေးဘဝကပြုခဲ့မိတဲ့ရှေးဘဝတွေကပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်ရဲ့အကျိုးတရားကိုမပေးအောင်မတားဆီးနိုင်ဘူးလားလို့ဆိုတော့တားဆီးနိုင်တာလည်းရှိတယ်မတားဆီးနိုင်တာလည်းရှိတယ်ရှင်းဘဝကပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ကပြုစဉ်ကစေတနာတိတ်မကောင်းတဲ့စေတနာတိတ်အင်အားကြီးမားနေပြီဆိုလို့ရှိရင်တော့
အဲ့ဒါကံအားကြီးတယ်ခေါ်တယ်အားကောင်းတဲ့ကံဖြစ်နေအားကောင်းတဲ့အကုသိုလ်ကံရဲ့အကျိုးကိုတော့ဒီဘဝတာမန်ကုသိုလ်ကံကကုသိုလ်အလုပ်ကမတားဆီးနိုင်ပေဘူးသို့တော်လည်းဒီဘဝမှာပြုတဲ့မနောကံဝစီကံကာယကံကုသိုလ်တွေကအမြဲမပြတ်လည်းပြုတယ်အင်ကောင်းအားကောင်းလည်းပြုတယ်အဲ့ဒီကုသိုလ်တွေပြုကြမှာစေတနာကလည်းပဲအမတန်အားကောင်းတယ်ဆိုလို့ရှိရင်တော့ရှေးဘဝအကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲကျိုးကိုလုံးဝမတားဆီးနိုင်ပေမဲ့လို့အားသေးသွားစေနိုင်တယ်အစင်းရဲကြီးဆင်းရဲရမှာဟာအစင်းရဲကြီးမဆင်းရဲပဲနဲ့နည်းနည်းပါးပါးပဲဆင်းရဲယုံနဲ့ကိစ္စပြီးသွားနိုင်တယ်အဲ့ဒါကတော့အခုဒီဘဝပြုတဲ့ကောင်းမှုကုသိုလ်ကအင်အားကောင်းလို့သို့တော်လည်းပဲအမတန်အင်အားကောင်းတဲ့မဂ္ဂုသိုလ်အမတန်အင်အားကောင်းတဲ့မဂ္ဂုသိုလ်ကြတော့တချို့သောအကုသိုလ်တွေကိုတားမြစ်နိုင်တာရှိတယ်တချို့သောအကုသိုလ်တွေတားမြစ်နိုင်တာရှိတယ်ဥပမာဆိုကြပါစို့အင်္ဂုလိမာလလူမိုက်ကြီးတောထဲနေပြီးတော့လူတွေသားသူ့ဆရာကလက်ညှိုး1000ရအောင်ဖြတ်မယ်ဆိုလက်ညှိုးဖြတ်ယူအဲ့ဒါလိုလုပ်တာနေတဲ့အကုသိုလ်တွေမဟုတ်ဘူးစေတနာအနေနဲ့ဆရာကခိုင်းလို့လုပ်ရတာဖြစ်ပေမဲ့သေစေလိုတဲ့တတ်လိုတဲ့စေတနာကတော့သူ့မှာတော်တော်အားကောင်းပြီသားဒီလူ1000တတ်ပြီးတော့လက်ညှိုး1000ရမှငါဆရာခိုင်းတဲ့ကိစ္စပြီးဆုံးမယ်လို့ဆိုတော့လူတိုင်းကိုသေအောင်ကိုတတ်ချင်တဲ့စိတ်စေတနာကတော့အားကောင်းနေတာနောက်ဆုံးမှာမြတ်စွာဘုရားနဲ့တွေ့လို့လူတတ်တဲ့လုပ်ငန်းဆွန့်လွတ်ပြီးတော့1000ပြည့်ကနေမြတ်စွာဘုရားထံမှာယဟန်ပြုပြီးတရားကျင့်တဲ့အခါကျတော့မဉ္ဇဉ်40ဖူဉ္ဇဉ်40ရပြီးယဟန္တာဖြစ်သွားတယ်မဉ္ဇဉ်ဆိုတာအစမထင်သန္တရာတွေကတတ္တဝါရဲ့တဏ္ဍာစင်မှာအမြင့်တွယ်လာတဲ့လောဘဒေါသမောဟမျိုးစေ့အဲ့ဒီမျိုးစေ့ကိုဖျက်ဆီးနိုင်တဲ့စွမ်းအတ္တိရှိတယ်မဲ့အတိကအဲ့ဒီမျိုးစေ့ရှိနေသမျှတော့လောဘဖြစ်เสียအာယုန်နဲ့တိုက်ဆိုင်ရင်လောဘထဖြစ်တယ်ဖြစ်เสียအာယုန်နဲ့မတိုက်ဆိုင်နေရင်တော့မဖြစ်သေးဘူးဒေါသဖြစ်เสียအာယုန်နဲ့တိုက်ဆိုင်ရင်ဒေါသထဖြစ်တယ်အာယုန်နဲ့မတိုက်ဆိုင်နေရင်တော့ဝတ်နေသေးတယ်ဘာကြောင့်များလောဘဖြစ်เสียအာယုန်နဲ့တွေ့တော့လောဘဖြစ်ရတယ်လဲဆိုတော့လောဘဖြစ်စေတတ်တဲ့မျိုးစေ့တတ္တဝါရဲ့တဏ္ဍာမှာရှိနေလို့ဘာကြောင့်ဒေါသဖြစ်เสียအာယုန်နဲ့တွေ့တဲ့အခါဒေါသထဖြစ်ရတယ်လဲဆိုတော့အဲ့ဒီဒေါသဖြစ်စေတတ်တဲ့မျိုးစေ့တတ္တဝါရဲ့တဏ္ဍာမှာအမြဲရှိနေလို့အဲ့ဒီလောဘမျိုးစေ့ဒေါသမျိုးစေ့မောဟမျိုးစေ့စတဲ့တတ္တဝါရဲ့တဏ္ဍာမှာအမြဲရှိနေတဲ့ကိလေသာမျိုးစေ့ဟာအစမထင်သန္တရာဘဝတတ္တဝါလို့ဖြစ်လာတဲ့ကတတ္တဝါရဲ့တဏ္ဍာမှာဝင်လာတာဒီမျိုးစေ့ကရှိနေတာမြေကြီးထဲမှာတချို့မြက်တွေမိုးခါဆိုလို့ရှိရင်ပေါက်ပြီနှွေခါဆိုလို့ရှိရင်6သေးသွားရင်တလင်းပြောင်ကြီးအောင်မြရ
ဒါပေမဲ့လို့နောက်တစ်ခါမိုးကြလာပြန်ပြီဆိုတခါအဲ့ဒီမြက်တွေထားပေါက်ပြန်ရောအဲ့ဒီမိုးကြတဲ့အခါမှာပေါက်လာတဲ့မြက်တွေဟာဘသူကစိုက်လို့ပေါက်လာတာဟမ်သူဟာသူပေါက်လာတာဘာကြောင့်များသူဟာသူပေါက်ရမျိုးစေ့ကမြေကြီးထဲမှာရှိနေလို့ဒီလိုမဟုတ်လားရေနဲ့မတွေ့ရတဲ့ຫນွေအခါမှာကြတော့မပေါက်နိုင်ဘူးရေနဲ့တွေ့ရတဲ့မိုးအခါကြတော့ပေါက်လာတယ်ဘာကြောင့်ပေါက်လာသလဲသူမျိုးစေ့ကမြေထဲမှာအမြဲရှိနေလို့အဲ့ဒီတိုင်းပဲဒီလိုတရားအထုတ်နေတော့ခါဖျားရှိခိုးနေတော့ခါစိတ်အစဉ်ပြေနေတော့ခါမှာတော့ချောလို့ကုသိုလ်စိတ်ကလေးတွေဖြည့်လို့စိတ်ကလေးတွေဖြူလို့ရုပ်ကလေးတွေကြီးလို့ဒါပေမဲ့နောက်တစ်ချိန်ချိန်မှာစိတ်အခက်မသိစရာအစင်မပြေစရာအကြောင်းတစ်ခုနဲ့သွားတွေ့ပြီဆိုရင်တော့ဘယ်လိုဖြစ်သွားမွေဟောက်ပပြင်းထောင်လာတာပေါ့မဟုတ်လားပပြင်းထောင်လာတာဒေါသဖြစ်လာတာပေါ့အဲ့ဒီဒေါသဟာအခုလိုနေတော့မှတော့ရှိလားဒါဖြင့်မိုးအခါမှာပေါက်လာတဲ့မြက်ဟာနှွေအခါမှာမြက်ပေါက်ဖို့ရအကြောင်းရှိသလားဟမ်မရှိဘူးဒါဖြင့်မိုးခါကြဘယ်ပေါက်မိုးရင်နဲ့ဗာနဲ့တွေ့ဒါဖြင့်အဲ့ဒီမျိုးစိကအဲ့ဒီမိုးခါကြမှရောက်လာတာလားဘယ်လိုလဲအဲ့ဒါဖြင့်အခုယောဂီတို့တဏ္ဍာဒေါသအခုဖြစ်သလားဖြစ်သလားလို့မေးတာတော့ရှိသလားမရှိဘူးလားဆိုတော့မေးခွန်းမဟုတ်သေးဘူးဟုတ်ကဲ့လားအခုဒေါသဖြစ်သလားဖြစ်ဘူးဒီလိုဆိုရင်ဒေါသမရှိဘူးပေါ့ဟမ်ရှိလားဘာလို့ရှိမှန်းသိတော့ဟမ်အခုပဲဖြာဇက်ကနေပြီးတော့ပြွက်စိတ်ကအဲ့ဒါ2ကောင်3ကောင်ဝိုင်းကြိုက်ပြီဆိုလို့ရှိရင်ဘယ်နဲ့နေခက်လိုက်တာတော့ဒီပွက်စိတ်ကလည်းတရားတောင်ဖြောင်းဖြောင်းမနာရဘူးဆိုမဟုတ်လားဘာဖြစ်လားမျိုးစရာအပင်ပေါက်လာတာဟုတ်လားမျိုးစေ့ပင်ပေါက်လာတာအဲ့တော့အပင်ပေါက်တယ်ဆိုတဲ့ကဘာရှိနေလို့တော့မျိုးစေ့ရှိနေလို့အဲ့ဒီမျိုးစေ့ကိုကိလေသာမျိုးစေ့ကိုအနုတ္တယကိလေသာခေါ်တယ်အပင်တော့မပေါက်သေးဘူးအပင်ပေါက်မလို့တကယ်ပဲဖြစ်နေတာတတ္တဝါရဲ့သဏ္ဍာန်မှာရှိနေတဲ့မျိုးစေ့ကိုဘာခေါ်ရတဲ့အနုတ္တယတဲ့အနုအစဉ်အမြဲတရားကိန်းနေတယ်တဲ့အနုတ္တယအစဉ်အမြဲကိန်းနေတယ်ဆိုတာအမြဲတမ်းရှိနေတယ်ဘာအနေနဲ့ရှိနေတာမျိုးစေ့အနေနဲ့ရှိနေတာမိုးမရွာရလိုက်နဲ့ရွာလိုက်တာနဲ့ပေါက်လိုက်မယ်ဟုတ်တယ်မဟုတ်လားလိုချင်စရာအာယုံမတွေ့လိုက်နဲ့လိုချင်လိုက်မှာအဝတ်အထည်ဆန်းဆန်းလေးမမြင်လိုက်နဲ့ဘာဖြစ်မလဲလိုချင်တဲ့စိတ်ပေါ်မလေးသူအိမ်လေးကောင်းလိုက်တာနော်ကောင်းလိုက်တာနော်တဲ့နော်နေမနေပါဘူးဘယ်ရောက်သွားငါလည်းဒီအိမ်ကြီးမျိုးရရင်ကောင်းမှာပဲအဲ့ဒါပါတော့ဟုတ်ကဲ့လားအပင်ပေါက်လာတာလောဘအပင်ပေါက်လာတာဘယ်လိုပေါက်လာမျိုးစေ့ရှိလို့ပေါ့မဟုတ်လားမျိုးစေ့ရှိလို့ပေါက်တာအဲ့တော့အဲ့ဒီမျိုးစေ့မပြည့်စည်သေးသမျှတော့အကြောင်းတိုက်ဆိုင်နိုင်ပေါက်မှာပဲဒါနကုသိုလ်ကလည်းအဲ့ဒီမျိုးစေ့ကိုမဖျက်ဆီးနိုင်ဘူးသီလကုသိုလ်ကလည်းအဲ့ဒီမျိုးစေ့ကိုမဖျက်ဆီးနိုင်ဘူး
ဝိပဿနာကုသိုလ်ကတစိတ်တရေသဖြည့်ဆည်းနိုင်တယ်မဲ့ကုသိုလ်ကြတော့လုံးဝဖြည့်ဆည်းနိုင်တယ်မဲ့ကုသိုလ်ကမှလုံးဝဖြည့်ဆည်းနိုင်တယ်ဒီတော့အဲ့ဒီတတ္တဝရဲ့တဏ္ဍာမှာမျိုးစေ့အနေနဲ့အမြဲတမ်းငုတ်ရှိုးကွယ်ပြောက်ပြီးပုံနေတဲ့ကိလေသာတတ္တိကိုအနုတ္တယကိလေသာလို့ခေါ်တယ်ဟုတ်ကဲ့လားဘာခေါ်တော့ကိလေသာခေါ်တယ်အဲ့ဒါကနေပြီးတော့စိတ်ထဲမှာထပြီးလိုချင်လောဘစိတ်တွေဖြစ်ပြီးစိတ်ဆိုးဒေါသစိတ်တွေဖြစ်ပြီးဆိုလို့ချင်းအဲ့ဒါအပင်ပေါက်လာတာခေါ်တယ်ဟုတ်တယ်မလားအဲ့ဒီအပင်ပေါက်တဲ့ကိလေသာကိုတော့ပရိယုဋ္ဌာဏကိလေသာလို့ခေါ်တယ်ဘာကိလေသာခေါ်တော့ဘယ်လိုကိလေသာလဲအပင်ပေါက်တဲ့ကိလေသာစိတ်ထဲမှာထဖြစ်တဲ့ကိလေသာပရိယုဋ္ဌာဏဆိုတဲ့စကားလုံးကိုထဖြစ်တယ်လို့အဓိပ္ပာယ်ရတယ်စိတ်ထဲမှာထဖြစ်တာသို့တော့နှုတ်အထီကိုအထီမရောက်သေးဘူးစိတ်ထဲမှာဖြစ်နေတယ်နှုတ်အထီကိုအထီမရောက်သေးဘူးဆိုတာဘာပြောတာတော့ဝစီကံမြောက်အပြစ်မကင်းတာမပြောမိသေးဘူးဒီလိုမဟုတ်လားကာယကံမြောက်အပြစ်မကင်းတာမလုပ်မိသေးဘူးဒါကိုလွန်ကျူးတယ်ခေါ်တယ်မဟုတ်လားနှုတ်နဲ့လည်းမလွန်ကျူးမိသေးဘူးကိုယ်နဲ့လည်းမလွန်ကျူးမိသေးဘူးဘယ်ထဲမှာပဲဖြစ်နေလဲစိတ်ထဲမှာပဲဖြစ်နေတယ်အဲ့ဒါဘာကိလေသာခေါ်တော့ပရိယုဋ္ဌာဏကိလေသာအပင်ပေါက်လာပြီအပင်ပေါက်ယုံမကပဲနဲ့အပွင့်ပွင့်အသီးသီးပြီဆိုတဲ့အခါကျတော့ဘာဖြစ်တော့ခုစားယုံပေါ့မဟုတ်လားအစိတ်ပင်ကအစိတ်သီးသီးတော့အဲ့ဒီအစိတ်သီးခုစားပေါ့ဟုတ်လားတရားပင်ကတရားသီးသီးတော့အဲ့ဒီတရားသီးခုစားပေါ့အဲ့ဒါလို့အပွင့်ပွင့်အသီးသီးတဲ့အခြေအနေရောက်လာပြီဆိုတော့ဝီတိတ်ကမကိလေသာခေါ်တယ်ခုနပြောတယ်နှုတ်အထိကိုယ်အထိရောက်လာတာအဲ့ဒါကိုလွန်ကျူးတယ်လို့ခေါ်တယ်လွန်ကျူးတယ်ဆိုတာနှုတ်နဲ့အပြစ်မကင်းတာပြောမိတာကိုယ်နဲ့အပြစ်မကင်းတာလုပ်မိတာအဲ့ဒီကြတော့ဝိတိတ်ကမကိလေသာခေါ်တယ်ဒါနသီလဘာဝနာ၃မျိုးမှာဒါနကတော့အဲ့ဒီပရိယုဋ္ဌာဏတော့သူကမတားဆီးနိုင်ဘူးဝိတိတ်ကမတော့သူကတားဆီးနိုင်တယ်အပြီးပိုင်တားဆီးနိုင်တာလားတော့မဟုတ်ဘူးတစိတ်တရေသာအပြင်တားဆီးနိုင်တယ်သီလကတော့ဝိတိတ်ကမကိုအပြည့်အပိုင်တားဆီးနိုင်တယ်သီလစောင့်ထိန်နေသမျှကာလပတ်လုံးတော့ဝိတိတ်ကမမရှိဘူးဝိတိတ်ကမရှိလားသူတော်ဘာပစ္စည်းခိုးပါမလားဝိတိတ်ကမရှိလားမရှိဘူးဟုတ်ကဲ့လားအဲ့တော့အလုတ်ဝိတိတ်ကမလည်းမရှိဘူးအပြောဝိတိတ်ကမလည်းမရှိဘူးအပွင့်လည်းမပွင့်ဘူးအသီးလည်းမသီးဘူးဘသူကထိမ့်ပေးတာလဲဆိုတော့သီလကထိမ့်ပေးတာအခုယောဂီတို့စိတ်ထဲမှာဆိုကြပါစို့ကိုကဈဉ္ညာလျှောက်တာကိုကောင်းလိုက်တာခြေတော်ရွေရှားမှုတွေရှင်းရှင်းလေးတွေ့နေတယ်အဲဒါယောဂီတယောက်ကရှေ့ကနေဖြတ်သွားလိုက်တယ်ပြက်မသွားဘူးလားအဲ့တော့ဆဲသေးလားဆဲဘူးဘာလို့မဆဲလဲသီလကထိမ့်ပေးထားလိုက်လို့သီလထိမ့်ပေးထားလိုက်တော့
နှုတ်လွန်ကျူးမှုရှိသေးလားမရှိတော့ဘူးကိုယ်ကလည်းစိတ်ဆိုးမှန်ဆိုးနဲ့အဲ့ဒီယောဂီကိုဆွဲကလွဲကလှုပ်သေးသလားဘာဖြစ်လို့ဟုတ်လားအဲ့တော့ကိုယ်လွန်ကျူးမှုလည်းမရှိဘူးဘယ်ကထိမ့်ပေတော့လာထိမ့်ပေတာဟုတ်ကဲ့လားသီလသိက္ခာပုဒ်တွေကြည့်ပါအဲ့၅ပါးသီလပဲကြည့်ပါဘာတွေထိမ့်တာတွေ့ရမလဲတတ္တဝါရဲ့အသက်မတတ်ဘူးဆိုဘာထိမ့်တော့ကာယကံထိမ့်တာမဟုတ်ဘူးလားသူတို့ဘာပစ္စည်းမခိုးဘူးဆိုတော့သူများသားများမပြစ်မှားဘူးဆိုတော့လိမ်မပြောဘူးဆိုတော့ဝစီကံထိမ့်တာအယက်ဒေဇာမတောက်စားဘူးဆိုတော့ကာယကံထိမ့်တာငါးပါးသီလကြည့်ရင်ပဲဘာနဲ့ဘာပဲထိမ့်ပြီကာယကံနဲ့ဝစီကံပဲထိမ့်ပြီတယ်စိတ်ထဲကတော့မဖြစ်ဘူးလားစိတ်ထဲကတော့ခုနကိုရှိဖြတ်သွားတဲ့ယောဂီဆိုလို့ချင်းရှုမှတ်လို့ကောင်းနေတယ်သမာဓိဖြစ်နေတယ်ရွေးရှားမှုတွေလည်းအစိတ်စိတ်ပိုင်းပိုင်းတွေးနေရတယ်ဒီလောက်တောင်ကောင်းနေတဲ့အချိန်လာရဲဆိုစိတ်ထဲကတော့ဆွဲဆုပ်ပြလိုက်ချင်တယ်အဲ့ဒီယောဂီရောမဟုတ်လားဆွဲဆုပ်ပြလိုက်ချင်တယ်အပင်တော့ပေါက်လိုက်သေးတော့ဟုတ်ကလားဘာပဲမဖြစ်တယ်လဲမပွင့်တာမသိတာပဲရှိတယ်နော်မပွင့်တာမသိတာပဲရှိတယ်အဲ့မပွင့်အောင်မသိအောင်ဘယ်သူကထိမ့်ပေးသီလထိမ့်ပေးတယ်ဒါဖြစ်ရင်အဲ့ဒီဆွဲဆုပ်ခြင်းတဲ့စိတ်ကလေးမဖြစ်ပေါ်အောင်ဆိုလို့ရှိရင်တော့ဘာကထိမ့်ပေးရဟုတ်ကဲ့လားစိတ်ဆိုးတယ်စိတ်ဆိုးတယ်စိတ်ဆိုးတယ်နဲ့ရှုပြလိုက်မဟုတ်လားရှုပြလိုက်ပြီဆိုလို့ရှိရင်စိတ်ဆိုးတဲ့စိတ်ကလေးပျောက်သွားတာနဲ့ကြွခြင်းနဲ့ကြွတယ်လှမ်းတယ်ချတယ်ကြွခြင်းနဲ့ကြွတယ်လှမ်းတယ်ချတယ်ခြေတော်လှုပ်ရှားမှုပြန်ရှုတဲ့အခါကျတော့စိတ်ကငြိမ်းသွားရောကဲအပင်ပေါက်သေးလားဘယ်သူနဲ့ထိန်လိုက်တာဟုတ်ကဲ့လားစိတ်မဲသွားလားဖြူးသွားလားဘာဝနာအလုပ်ဟာမိမိတဏ္ဍာမှာဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ်ခြင်းဟုတ်ပြီလားဒီတော့အခုပြောတာသဘောပေါက်လားအနုတ္တယရဲ့ပရိယုဌာဏရဲ့ဝိတိတ်ကမရဲ့ဝိတိတ်ကမကိလေသာမဖြစ်အောင်တော့ဘာလို့ရလဲသီလဆောင်ထင်းရတယ်ပရိယုဌာဏကိလေသာမဖြစ်အောင်တော့ဘာဝနာပွားရတယ်ဒါပေမဲ့အပင်မပေါက်ပေမဲ့လို့မျိုးစေ့ကရှိနေတော့အပင်ပေါက်ဖို့ရတကယ်တော့ဖြစ်မနေဘူးလားဖြစ်နေတယ်အဲ့ဒီမျိုးစေ့ကိုပြက်အောင်တော့ဘယ်လိုလုပ်ရမဲညံဖူညံရရမယ်ဒီလိုမဟုတ်လားမဲအသည့်ဖို့အသည့်ထူးခြားထင်မြတ်တဲ့မဲအသည့်ဖို့အသည့်ရပြီဆိုရင်တော့အနုတ္တယခေါ်တဲ့မျိုးစေ့ပါပျက်စီးသွားပြီမဲကုသိုလ်ကအနုတ္တယကိုတတ်တယ်ဝိပဿနာကုသိုလ်ကလည်းတစိတ်တရေတာတော့တတ်တယ်မဲကုသိုလ်လိုအပြည့်အစုံမတတ်နိုင်တာပဲရှိတယ်မဲကုသိုလ်ကတော့အပြည့်အစုံအကျွင်းအကြံမရှိအောင်တတ်ပြလိုက်တယ်တို့ပြောတာတော့ဒါပြောဖို့မဟုတ်ပါဘူးဘယ်နဲ့ရောက်ဒီရောက်လာတယ်တော့မသိဘူးဘယ်ကနေရောက်လာအင်္ဂုလိမာလာနဲ့ရောက်လာတာဟုတ်လားဒီလိုပါရဲ့ဒုတိယဟိုရောက်ဒီရောက်နေကိုင်းတို့နားလေလားဟမ်ဟိုရောက်ဒီရောက်တရားလဲနားလေတာပဲလားကဲအခုကိလေသာမကောင်းတဲ့စိတ်ဘယ်နှမျိုးတွေ့ပါတော့အနုတ္တယကိလေသာပရိယုဌာဏကိလေသာဝိတိတ်ကမကိလေသာဟုတ်ကဲ့လားအနုတ္တယဆိုတာဘယ်လိုဟာလဲစိတ်ထဲမှာမဖြစ်ပေါ်တော့လဲပဲတတ္တဝါရဲ့သဏ္ဍာန်မှာအမြဲကိန်းနေတဲ့ကိလေသာမျိုးစေ့ကိလေသာတတ္တိ
ဟုတ်ကဲ့လားပါလေကိလေသာမျိုးစေ့ကိလေသာတတ္တိသူကိုဘာခေါ်လဲအဲ့တော့အနုတ္တယရှိနေသမျှတော့အကြောင်းတိုက်ဆိုင်တိုင်းစိတ်ထဲမှာထပြီးပရိယုဌာဏမဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ပရိယုဌာဏတောင်မဖြစ်အောင်ဆိုလို့ရှိရင်ဘာလုပ်ရမလဲအနုတ္တယကိုဖျက်ဆီးရမယ်ဒီလိုမဟုတ်လားအနုတ္တယပယ်ရမယ်ကဲအနုတ္တယပယ်ခြင်းရင်ဘာနဲ့ပယ်မလဲမဲ့ညာနဲ့ပယ်ရမယ်မဲ့ညာရအောင်ဘာဝနာလုပ်အားထုတ်ရမယ်ဒီလိုမဟုတ်လားမဲ့ညာဘာဝနာလုပ်အားထုတ်လို့မဲ့ညာရပြီဆိုလို့ရှိရင်တော့မဲ့အတိကကိလေသာမျိုးစေ့တတ္တိကိုဖျက်ဆီးပြလိုက်တော့အနုတ္တယပြုတ်ကြောအဲ့ဒါကိုဈာပြတ်တော့ပြောလိုက်ပါမယ်သမုတ်စေတာပဟံခေါ်တယ်ပဟံဆိုတာပယ်တာသမုတ်စေတာဆိုတာအမြစ်ပြတ်သမုတ်စေတာပဟံဆိုတာအမြစ်ပြတ်ပယ်လိုက်တယ်ဆိုတာဘာကိုပယ်တာပြောတာတော့အနုတ္တယကိုပယ်လိုက်တာအဲ့ဒီသမုတ်စေတာပဟံအမြစ်ပြတ်ပယ်တာဘယ်သူမှပယ်နိုင်တော့မဲ့ညာကမှပယ်နိုင်တယ်ဟုတ်ကဲ့လားအဲ့ဒီအနုတ္တယနဲ့အနုတ္တယကိုမဲ့ညာနဲ့မပယ်နိုင်သေးသမျှကာလပတ်လုံးတော့အခုမဖြစ်လည်းပဲနှက်ပြန်ဖြစ်ခြင်းဖြစ်မယ်စိတ်ထဲထားပြီးတော့နှက်ပြန်မဖြစ်လဲတပတ်ခါနောက်လာအကြောင်းသိတဲ့အခါထားဖြစ်မှာပဲဒီလိုမဟုတ်လားအဲ့တော့အကြောင်းသိတဲ့အခါစိတ်ထဲထားဖြစ်တာကိုတော့ဘာခေါ်လဲပရိယုဌာဏအပင်ပေါက်တယ်ဟုတ်လားစိတ်ထဲတင်ဖြစ်နေတော့စိတ်ထဲတင်ဖြစ်နေတဲ့အခါမှာကိုကမဆင်းရဲဘူးလားလူကျင်စိတ်တွေဖြစ်နေတယ်မဆင်းရဲဘူးလားစိတ်ဆိုတဲ့ဒေါသစိတ်ဖြစ်ရင်နော်ပို့ပြီးတော့ဆင်းရဲတာသိကြသေးမဟုတ်လားတခြားထောင်လွှားတက်ကြတဲ့ဘဝင်မြင့်နဲ့မာနဖြစ်ရင်ကောမဆင်းရဲဘူးလားအဲ့ဒီမာနဘဝင်မြင့်နဲ့မာနဖြစ်လို့အစွမ်းကုန်အဆင့်အမြင့်ဆုံးရောက်သွားပြီဆိုတော့ဘယ်လိုနေတော့တရားလေးရောက်တော့ဘောမဟုတ်လားဘယ်ရောက်သွားအဲ့ဒီရောက်သွားတယ်အဲ့လောက်ကြောင်တော့ဆင်းရဲသွားတယ်အဲ့ဒီပရိယုဌံကိုတော့သမထသမာဓိနဲ့လည်းပယ်နိုင်တယ်ဝိပဿနာသမာဓိနဲ့လည်းပယ်နိုင်တယ်စိတ်ငြိမ်သွားပြီဆိုလို့ရှိရင်ပရိယုဌံဖြစ်ပါမလားမဖြစ်ဘူးစိတ်ငြိမ်တဲ့သမာဓိဆိုတာသမထကမ္မထာအထုတ်ခြင်းအပြင်လည်းရနိုင်တယ်ဝိပဿနာကမ္မထာအထုတ်ခြင်းအပြင်လည်းရနိုင်တယ်အနုတ္တယကြတော့ဒစိတ်တရေသကိုဝိပဿနာဉာဏ်နဲ့ပယ်နိုင်တယ်ဒစိတ်တရေသကိုဝိပဿနာဉာဏ်နဲ့ပယ်နိုင်တယ်တမာတိမဟုတ်ဘူးနော်တမာတိကဘာကိုပယ်တာလဲပရိယုဌံကိုပယ်တာဉာဏ်ကအနုတ္တယဝိပဿနာဉာဏ်ကအနုတ္တယဒစိတ်တရေသကိုပယ်တယ်မဲ့ဉာဏ်ကအမြစ်ပြတ်ပယ်တယ်ဟုတ်ကဲ့လားဝိပဿနာဉာဏ်ကဘာကိုပယ်လဲအနုတ္တယဒစိတ်တရေသပယ်တယ်လောဘဒစိတ်တရေသဒေါသဒစိတ်တရေသပဲပယ်တယ်မဲ့ဉာဏ်ကြတော့အနုတ္တယအမြစ်ပြတ်အောင်ပယ်လိုက်တယ်ဆိုတော့နောက်ထပ်အပင်ပေါက်အောင်မလားမပေါက်တော့ဘူးအဲ့ဒါကိုမက္ကုသိုလ်ခေါ်တယ်အဲ့ဒါကြားဖြတ်ပြီးတော့ဆောင်းပုတ်ကလေးချပေးလိုက်အောင်ဆိုလွန်ကျူးထကြွစင်ကိန်းကသုံးဝကိလေသာလွန်ကျူးဆိုတာဘာကိလေသာဝိတိတ်ကမကိလေသာထကြွဆိုတာပရိယုဌာဏအစင်ကိန်းတဲ့ကိလေသာကဟုတ်ကဲ့လားလွန်ကျူးကိလေသာကိုဘာနဲ့ပယ်မလဲမလွန်ကျူးအောင်သီလဆောင်စည်းလေဆောင်စည်းထိမ့်သိမ့်လေဒီလိုဆိုလို့ရှိရင်
လွန်ကျူးကိလေသာပယ်နိုင်ရောထကြွစိတ်ထဲမှာတင်ထကြွနေတဲ့ကိလေသာကိုတော့သမာဓိနဲ့ပဲသမထသမာဓိနဲ့လည်းပဲလို့ရတယ်ဝိပဿနာသမာဓိနဲ့လည်းပဲလို့ရတယ်အစဉ်ကိန်းနဲ့အနုတ္တိယကြတော့ဘာနဲ့ပဲရတစိတ်တရေသဆိုရင်နော်ဝိပဿနာဉာဏ်နဲ့ပဲအမြင့်ပြတ်ဆိုရင်နော်အမြင့်ပြတ်ပဲတာကိုပါဠိလိုဘယ်လိုခေါ်သမုတ်စေတာပဟံဟုတ်ကဲ့လားခေါ်တယ်ဆိုသီလသမာဓိပညာထိပေတိသုံးသိက္ခာလွန်ကျူးကိုသီလနဲ့ပဲဒီလိုမဟုတ်လားထားကြွကိုသမာဓိနဲ့ပဲအစဉ်ကိန်းကိုပညာနဲ့ပဲပညာဆိုတာဝိပဿနာပညာမဲ့ပညာဟုတ်လားဝိပဿနာပညာဆိုတာဝိပဿနာဉာဏ်ဝိပဿနာအသိမဲ့ပညာဆိုတာမဲ့ဉာဏ်မဲ့အသိသီလကလွန်ကျူးကိုပဲပယ်နိုင်တယ်ထားကြွနဲ့အစဉ်ကိန်းကိုမပယ်နိုင်ဘူးသမာဓိကတော့ထားကြွကိုပဲပယ်နိုင်တယ်အစဉ်ကိန်းကိုမပယ်နိုင်သေးဘူးဘာကမှအစဉ်ကိန်းကိုပယ်နိုင်တယ်ဘာပညာလဲဝိပဿနာပညာမဲ့ပညာဟုတ်တယ်မဟုတ်လားအဲ့တော့အစဉ်ကိန်းခေါ်တဲ့မျိုးစေ့ရှိနေသမျှတော့တစ်ချိန်ချိန်မှာအပင်လဲပေါက်နိုင်တယ်အသီးအပွင့်လဲပွင့်နိုင်သိနိုင်တယ်ဒီလိုမဟုတ်လားအဲ့တော့လုံးဝအပွင့်လဲအပွင့်အသီးလဲမသိရအောင်အပင်လဲမပေါက်ရအောင်ဆိုရင်ဘာလုပ်ရမျိုးစေ့ကိုဖျက်ပြရမယ်မဟုတ်ဘူးလားမျိုးစေ့ဖျက်ပြရမယ်ဒါဖြင့်အဲ့ဒီသီလသမာဓိပညာဆိုတဲ့ပယ်နိုင်တဲ့စွမ်းရည်ရှိတဲ့အကျင့်၃မျိုးမှာပဲအကျင့်ကအားအကောင်းဆုံးလဲပညာအကျင့်ဆိုတာဝိပဿနာပေါ့ဝိပဿနာအထုတော်ဝိပဿနာဉာဏ်မရဘူးလားဝိပဿနာဉာဏ်ဝိပဿနာပညာကုံဆုံးသွားတော့မဲ့ပညာမရဘူးလားဟုတ်ကဲ့လားအဲ့တော့မဲ့ပညာမဲ့အသည့်ဟာအမြင့်ပြကိလေသာမျိုးစေ့ကိုဖျက်ဆီးတတ်တဲ့အတွက်အားသေးသလားအားကောင်းသလားအဲ့ဒါကြောင့်မို့အရှင်အင်္ဂုလိမာလသောတပတ္တိမဲ့ဖို့သဂရဂမိမဲ့ဖို့အနာဂမိမဲ့ဖို့အရဟတမဲ့ဖို့ရသွားတဲ့အခါကျတော့ယဟနာဖြစ်အဲ့ဒီမဲ့အသည့်တွေကကိလေသာမျိုးစုတွေပြုတ်ပြုံအောင်ဖြုတ်ပြလိုက်တော့သူ့မှာအနုတ္တယဆိုတာလုံးဝမရှိတော့ရှိသေးလားမရှိတော့ပရိယုဌာဏကိုဖြစ်မလားဝိတိတ်ကမဆိုတာတော့ဝေယောဟုတ်တယ်မလားဒါကြောင့်မလို့သူဆွမ်းခံသွားတယ်ဆိုလို့ရှိရင်ဒီကိုရောကြီးပဲငါအမေတတ္တာဒီကိုရောကြီးပဲငါသားတတ္တာဆိုပြီးတော့ခဲနဲ့ဝိုင်းပေါက်ဒုံးနဲ့ပြစ်ကြတယ်မဟုတ်လားသူစိတ်ဆိုးလားဘာဖြစ်လို့ဒေါသရဲ့မျိုးစေ့ဖြစ်တဲ့အနုတ္တယကိုမဲ့ညာနဲ့ပယ်ဖြတ်ပြီးလို့မျိုးစေ့ကိုမရှိတော့အပင်ပေါက်သလားမပေါက်ဘူးဟုတ်တယ်မလားသူကဘာမှပြန်မလုပ်ဘူးဆိုတော့လေဟိုပေါက်တဲ့လူတွေလည်းနောက်ကြတော့ရပ်သွားမှာပေါ့မဟုတ်လားအဲကြတော့ဟေးသူလူတုံးကလူဆိုးကြီးဟဲ့ဘုန်းကြီးဖြစ်လာတော့ဒီလိုမဟုတ်တော့ဘူးဟဲ့ဆိုပြီးသဘောပေါက်သွားမှာပေါ့အဲသဘောပေါက်သွားတော့တချို့လဲသနာလို့မလုပ်ဖဲနေမှာပေါ့တချို့လည်းပဲသူကနဲ့သူရှိပါစေဒီလိုသဘောထားပြီးတော့မပေါက်ဖဲနေတော့မှာပေါ့မပေါက်တော့ဘူးအဲ့သူမှလူပေါင်း1000လောက်တတ်ခဲ့တဲ့ကြီးမားတဲ့အကုသိုလ်ကံကြောင့်ရရှိတဲ့အကျိုးဟာအဲ့ဒီခဲပေါက်ဒုတ်ပြခံရတာလေးပဲရှိတော့တခြားဘာမှမရှိဘူးသူသေးသွားပြီဆိုပဲကြအောင်မလားဘာဖြစ်လို့ယန္နာဖြစ်တော့ဘဝအတိဖြစ်သေးလားမဖြစ်တော့ပဲကြအောင်မလဲမဟုတ်လား
အဲ့တော့ကြီးမားလှတဲ့လူတစ်ထောင်ကျော်တတ်တဲ့အကုသိုလ်စေတနာကံအကျိုးပေးမှာကိုမပေးရအောင်မဲ့ကုသိုလ်ကတားပြလိုက်တယ်မဟုတ်လားအဲ့ဒါလို့အားကောင်းတဲ့ကုသိုလ်ကတော့လည်းပဲတားနိုင်တယ်အားမကောင်းရင်တော့လည်းပဲမတားနိုင်ဘူးပေးတာပဲသူကျိုးอ่ะဟိုအကုသိုလ်တွေကတိတ်ပြီးတော့လောက်ခဲ့တဲ့အကုသိုလ်တွေကတိတ်အားကောင်းနေတော့လည်းမရဘူးအရှင်မောက္ကလကြည်ပါလားမဉ္ဇဉ်ဖူဉ္ဇဉ်ယဟနာပုဂ္ဂိုလ်ကြီးဖြစ်တကူရာမှာဧတတက်ဘွဲမြတ်စွာဘုရားရဲ့လက်ဝဲတော်ရအကတဝကဘယ်သူမှမနိုင်နှင်းနိုင်တဲ့နန္ဒောပနန္ဒနဂါမင်းတောင်မှနဂါရောင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားရဲ့အမိန့်တော်အရာနိုင်နှင်းတာမဟုတ်လားအဲ့လောက်ကြောင့်ဆွမ်းစသည်ထက်တယ်ဒါပေတဲ့ပြန်တော်မူတဲ့အခါကျတော့လူဆိုးတွေတတ်လို့ပြန်တော်မူရတယ်ဒိဋ္ဌိတွေကလူဆိုးတွေငှားပြီးအသက်ခိုင်းတာဓမ္မတဲ့နေတော့မှအဲ့ဒါအသက်ခိုင်းလို့ပထမတော့ရှောင်းနေပါတယ်တကိုးနဲ့ရှောင်းတာပဲရတယ်နောက်ကြတော့အကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာတဲ့ဆိုကြဆိုတော့ရှောင်းမအောင်ဒါနဲ့ပဲအသက်ခံရဘယ်တော့မှလောက်တဲ့အကုသိုလ်တုံးဆိုတော့တစ်ချိန်တစ်ဘဝတုန်းကဒကမရဲ့စကားနားယောင်ပြီးတော့ယုံကြည်ပြီးမိဘတွေတော်တဲ့ထုတ်ဓမြတွေလာပြီးဆိုသူကရိုက်ပုတ်တတ်ပြလိုက်တော့အဲ့ဒီအကုသိုလ်သေးသလားကြည်သလားအမေတတ်တဲ့အကုသိုလ်အဖေတတ်တဲ့အကုသိုလ်မဟုတ်လားဘယ်လောက်ကြီးလဲအဲ့တော့အဲ့လောက်ကြီးအားကောင်းတဲ့အကုသိုလ်ကြတော့မကုသိုလ်ကကယ်နိုင်သေးလားမကယ်နိုင်တော့ဘူးမကယ်နိုင်တော့အဲ့လိုလဲရှိတယ်ဒါကြောင့်ပြုခဲ့တဲ့အကုသိုလ်ကအားကောင်းနေရင်တော့ကုသိုလ်ကမတားဆီးနိုင်ဘူးမကယ်နိုင်ဘူးပြုခဲ့တဲ့အကုသိုလ်ကအားသေးတယ်ဆိုလို့ရှိရင်တော့လေဒီကအားကောင်းတဲ့ကုသိုလ်တွေပြုလိုက်လို့ရှိရင်တော့အဲ့ဒါတားဆီးနိုင်တယ်သို့မဟုတ်အကျိုးပေးသေးသိမိမ့်မိန်အောင်လုပ်နိုင်တယ်လို့ရှိတယ်ဒီတော့ကိုရှိဘဝတွေကကုသိုလ်တွေပြုမိခဲ့လားအကုသိုလ်တွေပြုမိခဲ့သလားဆိုတာသေချာမသိနိုင်ဘူးမှန်းဆပြီးတော့သိနိုင်တာပေါ့ဒီဘဝမှာအခြေကောင်းအနေကောင်းရနေတယ်ကျမ်းမာရေးကောင်းနေတယ်ဆွေကောင်းမျိုးကောင်းမိတ်ကောင်းဆွေကောင်းခြံရံကောင်းအလုပ်ကောင်းနဲ့လုပ်နေရတယ်ဆိုရင်တော့ခံမှန်းနိုင်တာပေါ့ဩအရှင်ဘဝကကောင်းမှုကုသိုလ်လုပ်ခဲ့တယ်ဒီလောက်ပဲမှန်းနိုင်ရုံပဲတကယ်အတိအကျသိလားမသိပါဘူးအဲ့ဒါလို့အခြေအနေကောင်းနေတဲ့အထက်ပဲဖြုတ်ခနဲ့အခြေအနေဆိုးပြီးလာတာမဖြစ်နိုင်ဘူးလားအဲ့လိုအခြေအနေဆိုးလာတာဘာကြောင့်ရှေးဘဝပြုခဲ့တဲ့အကုသိုလ်ကံဝင်ပြီးတော့အကျိုးပေးခွင့်သာတာနဲ့အကျိုးပေးလိုက်လို့ဒီလိုမဟုတ်လားအဲ့တော့အဲ့ဒါလို့အကျိုးပေးမဲ့ဟာတွေလုံးဝအကျိုးမပေးအောင်သို့မဟုတ်အကျိုးပေးသက်သာအောင်ဆိုလို့ရှိရင်ကိုကဘာတွေပဲလုပ်ရစိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းရမယ်ဒီလိုမဟုတ်လားစိတ်ဖြူနှုတ်ဖြူအလုပ်ဖြူရမယ်မဟုတ်လားအဲ့ဒါကြောင့်မွေးနေ့မင်္ဂလာကုသိုလ်တော်အထိမ်းအမှတ်နဲ့အာယုံစွမ်းနေစွမ်းညနေအဖြော်ရမကဆက်ကလှူဒန်းတဲ့အထွေတွေလူဝယ်ဝတ္ထုတွေလည်းလှူဒန်းတယ်ဆိုတာဟာအဲ့ဒါကုသိုလ်တွေပဲမဟုတ်လားအဲ့ဒီကုသိုလ်တွေကိုလားဒီလိုသာကိုကပြုတ်မဲ့ဆိုလို့ရှိရင်အတော်အတန်ပေးမဲ့အကုသိုလ်ဆိုရင်ပျောက်မသွားနိုင်ဘူးပျောက်သွားနိုင်တယ်ပြီးတော့ပျောက်မသွားတော့မှပဲအကျိုးပေးအားမသေးဘူးလားဆိုကြပါစို့သဘောကကိုနာမက accident ဖြစ်လို့မလို့သေလောက်အောင်အကုသိုလ်ကံကရှိတယ်ဒါပေမဲ့ဒီကုသိုလ်ကံတွေကိုပြုတ်လိုက်တဲ့အခါကျတော့နည်းနည်းပဲဘေးနာပုတ်သွားပြီးချစ်မိုံပဲချစ်မိသဘောပေါက်သလား
အဲ့ဒါလိုမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်မို့လို့အမြဲတစေစိတ်ဖြူနှုတ်ဖြူအလုပ်ဖြူအောင်ကြိုးစားစိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းအောင်ကြိုးစားအဲ့ဒါပြောတာဣဒမောတတိပစ္စမောတတိကတပုံညောဥပယထမောတတိသောမောတတိသောပမောတတိဒိဋ္ဌဝကမ္မဝိသုဒ္ဓမတ္တနောကတပုံညောစိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းသောပုဂ္ဂိုလ်သည်ဝါကတပုံညောစိတ်ဖြူနှုတ်ဖြူအလုပ်ဖြူသောပုဂ္ဂိုလ်သည်ဣဒမောတတိဤပစ္စုပန်ဘဝမှလည်းရွှင်လန်းဝမ်းမြောက်ရ၏ပစ္စမောတတိဓမ္မလောဘဝမှလည်းပင်ရွှင်လန်းဝမ်းမြောက်ရ၏ဥပယထမောတတိပစ္စုပန်ဓမ္မလောနှစ်တန်သောဘဝတို့၌လည်းရွှင်လန်းဝမ်းမြောက်ရ၏အတနောမိမိ၏ဝိသုဒ္ဓံကာမံအထုသဖြင့်စင်ကြယ်သောကိုမှုနှုတ်မှုစိတ်မှုကိုဒိဋ္ဌဝါဉာဏ်ဖြင့်သိမြင်ရခြင်းကြောင့်မောတတိရွှင်လန်းဝမ်းမြောက်ရ၏ပမောတတိအထုသဖြင့်ရွှင်လန်းဝမ်းမြောက်ရ၏မကောင်းဘူးလားဘာကောင်းတာတော့ဟမ်ဘာကောင်းတာစိတ်ကိုနှုတ်စိတ်သုံးပါးလုံးဖြူစင်ကောင်းမြတ်နေတာအောင်ကြိုးစားလို့ရှိရင်ကောင်းသည်ဒီလိုမဟုတ်လားအဲ့ဒါလိုကောင်းရင်ကောင်းကျိုးချမ်းသာတွေပဲရမယ်လို့ဟောထားတဲ့မြတ်စွာဘုရားရဲ့တရားတော်ကလည်းကောင်းသည်ဘာကြောင့်ကောင်းတော့တဘာဝကြလို့ပေါ့မဟုတ်ဘူးလားတဘာဝမကြဘူးလားကြတယ်တဘာဝကြရင်ကောင်းတာပဲတဘာဝမကြရင်မကောင်းဘဝပေါင်းစုသောအထုတွင်ကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍တလုံးစင်ဖြူထိုးသည့်သူကငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုမိမိပြုမူတန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းပီတိလှိုင်းဖြင့်ရှက်တိုင်းရည်လီချမ်းမြေကြည်၍ဤသည်ဘဝနောင်ဘဝနှင့်ဘဝဆက်ဆက်တန်သာဆက်ဝဲစိတ်လက်ကြည်သာရုပ်လန်းဖြာ၍ချမ်းသာကောင်းကျိုးဒီတိုးသို့ဖွံ့ဖြိုးကြည်ကျယ်ပွင့်လန်းကြွယ်သည်ထဲဝေနထံစံမို့ဒီအခုနဣဒမောတတိပစ္စမောတတိကတပုံညောဥပယထမောတတိဆိုတဲ့တရားတော်ရဲ့ဘာသာပြန်လေဘဝပေါင်းစုတောင်းအထုတွင်တောင်းအထုဆိုတာနောက်ကဖြတ်သန်းလာရတဲ့ဘဝပေါင်းအသင်္ချေအသင်္ချာများစွာသောဘဝတွေမှာရောဒီဘဝမှာရောကောင်းပြုကောင်းတာတွေပဲပြုလုပ်ခဲ့တဲ့ကောင်းပြောအပြစ်ကင်းတာတွေပဲပြောခဲ့တဲ့ကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍စိတ်ကောင်းနှလုံးကောင်းပဲထားခဲ့တယ်ဒီလိုမဟုတ်လားစိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းကာယကံဝစီကံမနောကံသုံးပါးလုံးကောင်းနေပြီကောင်းတဲ့ကံတွေတွေးမိရင်ဘာဖြစ်မလဲဝမ်းသာမှာပေါ့မဟုတ်လားဝမ်းသာတယ်ဆိုတဲ့ကကုသိုလ်စိတ်တွေတိုးနေတာကောင်းတာတွေ့ရလို့ဝမ်းသာတာကုသိုလ်စိတ်တွေတိုးနေကောင်းပြုကောင်းပြောကောင်းသဘောနှင့်ကောင်းသောနှလုံးတစ်ဖြောင်းသုံး၍သလုံးစင်ဖြူထိုးသည့်သူကသူပြန်တွေးမိလိုက်မယ်တဲ့တစ်ချိန်ချင်းမဟုတ်ပါဘူးမကြာခဏတွေးမိတာငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုငါဘဝအရာတော်လေးစွာကောင်းတာတွေပဲငါလုပ်ခဲ့တယ်ကောင်းတာတွေပဲပြောခဲ့တယ်ကောင်းတာတွေပဲကြံတွေးခဲ့တယ်စိတ်ကောင်းနှုတ်ကောင်းအလုပ်ကောင်းမဖြစ်ခဲ့တယ်ငါမူကောင်းမှုအစုစုကိုစီးပြုခဲ့မိရတော်ပြီဟုမိမိပြုမူတန့်စင်ဖြူ၍ပြည့်မြူမနှောဤသဘောကိုတွေးတော်မိတိုင်းဒိဋ္ဌဝါကမ္မဝိသုဒ္ဓမတ္တနောဖြူစင်စင်ကြဲတဲ့ကိုယ်အလုပ်ကိုပြန်ပြီးတော့သိမြင်ရတယ်
တွေးတော်မိတိုင်းပီတိလှိုင်းဖြင့်မောတတိဝမ်းမြောက်ရ၏ပမောတတိအလွန်အလွန်ဝမ်းမြောက်ရ၏ပီတိလှိုင်းဖြင့်ရှက်တိုင်းရစ်လီချမ်းမြေ့ကြည်၍ဤသည်ဘဝဒီဘဝတည်းမလားနောက်ဘဝနှင့်နောက်တဘဝတည်းမလားဘဝဆက်ဆက်တန်သာဆက်ဝဲစိတ်လက်ကြည်သာရုပ်လန်းဖြာ၍ချမ်းသာကောင်းညို့ဒီတိုးသို့ဖွံ့ဖြိုးကြည်ကျယ်ပွင့်လန်းကြွယ်သည်ထဲဝဲနတ္ထံသံမိုးရီဟုတ်ပြီလားဘာဟုတ်တယ်လဲအဖြူလို့လားမဲလို့လားဒါကြောင့်မလို့ဖြူနိုင်အောင်ဒါနသီလဘာဝနာကိုအချိန်ရအကြောင်းညီညွတ်အခွင့်သင်နိုင်ကြိုးစားအထောက်ပြုလို့ရတယ်အဲ့လိုပြုလို့ရတာမှအခုဒီကမောင်မိုးအောင်ဝင်းကသူ့မွေးနေ့မင်္ဂလာအထိမ်းအမှတ်ဖြစ်ဖြင့်ကုသိုလ်ပြုတော့ကိုပိုးပြီးတော့သူကတန်တန်စင်စင်ကုသိုလ်ကောင်းမှုသူရခြင်းတယ်ရခြင်းတော့ချမ်းမြေ့မှာပဲလှူခြင်းနဲ့တဲ့သူတို့ဆွေတွေမျိုးတွေနဲ့အနာနီနီဆွေဖုန်ကြီးမျိုးဖုန်ကြီးဆွေတန်ကမျိုးတန်ကရှိတဲ့နေရာတွေရှိတယ်အဲ့ဒီမှာလှူကြရမှာကွယ်ဆိုမဟုတ်ပါဘူးချမ်းမြေ့ပဲလှူပေးပါသူကတော့သင်္ဘောလိုက်တော့အဲ့လိုဆိုလို့ဒီမှာအာယုံစွမ်းနေစွမ်းညနေဖြောရင်မကားလူတန်းစက်ကရတော့ပိုးပြီးဖြူစင်တန့်ရှင်းတဲ့ကုသိုလ်လိုချင်လို့လုပ်တဲ့ပုဂ္ဂိုလ်ဖြူစင်တန့်ရှင်းတဲ့ကုသိုလ်ရပါမလားရပါပါဘုရားအ ਨੇ ဆုံးအားဖြင့်ယဟန်ရှင်လူယောဂီတွေဟာဝိတိတ်ကမကိလေသာတော့ကောင်းကောင်းကြီးပယ်မထားဘူးလားဟုတ်လားပရိယုဋ္ဌံကိလေသာပရိယုဋ္ဌာဏကိလေသာလည်းပဲများသောအားဖြင့်ပယ်ထားတယ်ရှုမှတ်ပြီးပယ်တယ်မဟုတ်လားပယ်ထားတယ်မပယ်နိုင်သေးတာဘာပဲရှိလဲအနုတ္တိယတောင်းမှအမြင့်ပြတ်တာမပယ်နိုင်တာယံဖယံခတစိတ်တွေတော့ပယ်မထားဘူးလားဝိပဿနာဉာဏ်ဖြစ်တဲ့အခါမှာတစိတ်တွေတော့ပယ်တယ်ဖောင်းနာပိန်နာလေးရွေရှားနေတဲ့သဘောတွန်းကန်နေတဲ့သဘောလေးတက်တက်ပဲလို့သူကြည်တက်တက်တွေ့နေရတဲ့အခါဝမ်းပဲပုံသဏ္ဍာန်မတွေ့ရဘဲနဲ့တွေ့နေခါအဲ့ဒီမှာဆိုရဲ့အနတ္တဝိပဿနာဉာဏ်နဲ့ဖြစ်နေတာအနတ္တနုပဿနာဉာဏ်နဲ့ပုဂ္ဂိုလ်တ attva အတ္တရဲ့လို့မဟုတ်ဘူးလှုပ်ရှားတွန်းကန်နေတဲ့လေသဘောလေးမျှတာရှိတာပဲဒါဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့အဲ့ဒါလို့မသိဘူးလားအဲ့ဒါအနတ္တဉာဏ်ပဲမဟုတ်ဘူးလားအ ਨੇ ဆုံးအဲ့ဒီအနတ္တဉာဏ်ဖြစ်လို့ရှိရင်မိမိတဏ္ဍာမှာအဲ့ဒီအခါမှာဝင်မဲ့အနုတ္တိယဝင်မအောင်မလားမဝင်တော့ဘူးအနုတ္တိယတစိတ်တေသာတော့ငြိမ့်နေဝိတိတ်ကမလုံးဝငြိမ့်နေဘာကြောင့်တော့သီလပြည့်စုံစင်ကြယ်အောင်စောင့်ထိန်ထားလို့ဟုတ်ကဲ့လားပရိယုဋ္ဌာဏများသောအဖြစ်ငြိမ့်နေဘာကြောင့်တော့သမာဓိဖြစ်နေလို့ရှုမှတ်တဲ့အခါမှာဟုတ်တယ်မဟုတ်လားအနုတ္တိယကြတော့တစိတ်တေသာငြိမ့်တဲ့အခါငြိမ့်နေအဲ့ဒီတော့မစင်ကြယ်ပေဘူးလားစင်ကြယ်သောအလှူကံများအားလှူရတဲ့ကုသိုလ်ဟာစင်ကြယ်တန့်ရှင်းတဲ့ကုသိုလ်မဖြစ်ပေဘူးလားဖြစ်တော့အဲ့ဒီစင်ကြယ်တန့်ရှင်းတဲ့ကုသိုလ်ကပိုးပြီးတော့အကျိုးပေးမကြီးမှာဘူးလားဒီတော့စင်ကြယ်ကြယ်ကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်များကုသိုလ်တရားတိုးပွားပြီးအကျိုးများရအောင်တစ်ချက်ခုတ်နှစ်ချက်ပြလူသူတန်းလူလည်းအကျိုးများမိမိလည်းအကျိုးများကိလေသာတစ်ဖြည်းတစ်ဖြည်းငြိမ့်သွားမယ်ဝိပဿနာဉာဏ်နဲ့တိုးမယ်မဟုတ်ဘူးလားအဲ့ဒါလို့တိုးပွားအောင်ကြိုးစားအထောက်ကြခြင်းအပြင်မိမိတို့တဏ္ဍာမှာရှိတဲ့အနုတ္တိယပရိယုဋ္ဌာဏဝိတိတ်ကမကိလေသာတွေအမြင့်ပြတ်ပယ်တတ်နိုင်လို့ဆင်းရဲခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေ